Minglava, Dine lesson ma, grade 12 chemistry theo chapter 3, now song lesson phi, exercise number 8 to 13 gu phi ba me. Number 8 ma, AB pokwen na po shi bare. Number A, the glory split will burn more vigorously in pure oxygen than oxygen in the air. Explain why. တောက်ပစွာလောင်ကျွမ်းနေတဲ့ဒီသစ်သားစားဟာလေထဲမှာရှိတဲ့အောက်ဆီဂျင်ထက်တန့်စင်တဲ့အောက်ဆီဂျင်ထဲမှာပိုပြီးတော့ပြင်းထန်စွာလောင်ကျွမ်းပါလိမ့်မယ်။ဒါဟာဘာကြောင့်လဲဆိုတာကိုရှင်းပြပါတဲ့။အဲ့တော့အဖြေကိုကြည့်ရအောင်။ Increasing the concentration of the reactants increase the rate of reactions. Reactants W ပစ္စည်းတွေရဲ့ concentration ပါဝင်ကိန်း increase တိုးတယ်ဆိုရင် reaction rates W နှုန်းကလည်း increase တိုးပါမယ်။ Therefore, impure high concentration of oxygen. Oxygen ပါဝင်ကိန်းမြင့်မားတဲ့ oxygen ရာခိုင်နှုန်း100ရာခိုင်နှုန်းလောက်ထိပါဝင်ကိန်းများတဲ့ pure oxygen မှာဆိုရင် the glory split will burn more vigorously. ဒါတောက်ပစွာလောင်ကျွမ်းနေတဲ့ဒီသစ်သားစာလေးဟာပိုပြီးတော့မှပြင်းထန်စွာလောင်ကျွမ်းတာကိုတွေ့ရတယ်။ Whereas it occurs slowly in the air. ဒါပေမဲ့လေထဲမှာဆိုရင်တော့သူကဖြည်းချင်းစွာလောင်ကျွမ်းတယ်။ဘာဖြစ်လို့လဲဆိုရင် which consists of less oxygen. ဒီလေထဲမှာတော့ oxygen ပါဝင်ကိန်းဟာ pure oxygen ထက်ပိုပြီးတော့နည်းလို့ပါ Number B. Would it produce the same results if baking soda is used instead of chlorine split? Explain your answer. ဒီတောက်ပစွာလောင်ကျွမ်းနေတဲ့သစ်သားစားအစားလွှစာမုန့်ကိုမီးရှို့မယ်ဆိုရင်တူညီသောရလဒ်များရနိုင်ပါသလားသင်အဖြေကိုရှင်းပြပါတဲ့အဖြေကိုကြည့်ရအောင် If baking soda is used instead of chlorine splitတောက်ပစွာလောင်ကျွမ်းနေတဲ့သစ်သားစားအစားဒီလွှစာမုန့်ကိုမီးရှို့မယ်ဆိုရင် it will burn more rapidly သူဟာပိုပြီးတော့မှမြန်မြန်လောင်ကျွမ်းပါလိမ့်မယ် because reducing the size of particles increase the surface area particle size လွှစာမုန့်ရဲ့အရွယ်အစားဟာသစ်သားစားထက်ပိုပြီးတော့မှသေးတာဖြစ်တဲ့အတွက် increase the surface area မျက်နှာပြင် area ပိုပြီးများတယ်ဒါကြောင့် increase the number of collisions per second ဒါကြောင့်တစ်စက္ကန့်တိုင်းမှာ collision ဖြစ်မှုပိုပြီးတော့အကြိမ်ရေအတွက်များမယ်increase the number of affected collisions ဒါဟာသူတို့ရဲ့တွန်းတိုက်ခြင်းကိုပိုပြီးတော့မှအကျိုးသက်ရောက်စေပြီးတော့ and thus increase the rate of reaction W နှုန်းဟာပိုပြီးတော့မြန်လာပါလိမ့်မယ် Number 9 use the energy diagram for the reaction of carbon monoxide and nitrogen dioxide to form carbon dioxide and nitrogen oxide to answer the following questions carbon monoxide နဲ့ nitrogen dioxide ကနေကာဗွန်ဒိုင်အောက်ဆိုက်နဲ့နိုက်ထရိုဂျင်အောက်ဆိုက်ရတဲ့ energy diagram ကိုဖော်ပြပေးထားတယ်။ဒီ energy diagram ကိုကြည့်ပြီးတော့အောက်မှာပေးထားတဲ့ question တွေကိုဖြေပါမယ်။ Number 1 complete the energy diagram ဖော်ပြထားတဲ့ energy diagram ကိုပြည့်စုံအောင်ဖြေပေးရမယ်။ Number 2 what kind of the reaction is represented by this diagram endothermic or exothermic give reasons ဒီပေးထားတဲ့ energy diagram ဟာendothermic reaction လား exothermic reaction လားဆိုတာကိုဖြေပေးရပါမယ်ပြီးတော့အကြောင်းပြချက်ပေးရမယ် Number 3 what does the symbol EA represent ဒီ energy diagram မှာဖော်ပြထားတဲ့ EA ဟာဘာကိုကိုစားပြုသလဲဆိုတာကိုဖြေပေးရမယ် Number 4 what does the symbol delta H represents ဒီမှာဖော်ပြထားတဲ့ delta H ကရောဘာကိုကိုစားပြုသလဲဆိုတာကိုဖြေပေးရပါမယ်ဆရာမနဲ့အတူအဖြေကြည့်ရအောင် Number 1 မေးခွန်းရဲ့အဖြေပါပေးထားတဲ့energy diagram ပုံစံကို complete diagram ဖြစ်အောင်ဖြည့်ထားပါတယ်ဒီ graph peak လေးရဲ့ထိပ်မှာရှိနေတဲ့နေရာဟာ activated complex ပါ now CO နဲ့ NO2 က W ပစ္စည်း reactants ပါဒါကြောင့်ကျွန်မဒီမှာ REACTANTS reactants လို့ရေးပါမယ် now ဒီဘက်က product carbon dioxide နဲ့ nitrogen oxide ဒါကြောင့်ကျွန်မဒီမှာလည်း PRODUCT products လို့ရေးပါမယ်နောက်ပြီးတော့ဒီအပြာရောင်လေးနဲ့ဆွဲထားတာကဒါ EA activation energy ပါဒီမှာအနီရောင်လေးနဲ့ပြထားတာကတော့ပြောင်းလဲသွားတဲ့ energy enthalpy change ဖြစ်တဲ့အတွက် delta H ဖြစ်ပါတယ်နံပါတ်2မေးခွန်းက the reaction is exothermic အခုပေးထားတဲ့ပုံစံဟာ endothermic reaction လား exothermic reaction လားလို့မေးထားတာဖြစ်တဲ့အတွက်အဖြေက exothermic reaction မှာ give reason လို့ပြောတဲ့အတွက်အကြောင်းပြချက်ဖြေကြည့်ရအောင် the final products CO2 plus NO have lower energy than that of reactants CO plus NO2 ဘာဖြစ်လို့ exothermic ဖြစ်တယ်လဲဆိုရင် product က reactant ထက် energy ပိုနှိမ့်လို့ပါဒီပုံကိုကြည့်ချင်းအပြင် energy level ဟာ
reactants တဲ့ product ကအောက်ကိုရောက်နေတာကိုတွေ့ပါမယ်။ Number 3 မေးခွန်းက EA ဟာဘာကိုကိုစားပြုတယ်လဲဆိုတော့ EA ဟာ activation energy ကိုကိုစားပြုတယ်။ Now number 4က delta H ကရောဘာကို represents ကိုစားပြုတယ်လဲလို့မေးရင် number 4ကလည်း enthalpy change စွမ်းရည်ပြောင်းလဲခြင်းဒါမှမဟုတ်ရင် heat ပြောင်းလဲခြင်းကိုဖော်ပြတဲ့ sign ဖြစ်ပါတယ်။ Number 10 two gases X and Y have been filled in a container. What effect will the following changes have the rate of the reaction between these gases? ဓာတ်ငွေ X နဲ့ Y ကို container တစ်ခုထဲမှာထည့်မယ်။ဒီ X နဲ့ Y နဲ့ဓာတ်ပြုတဲ့အခါမှာအောက်မှာဖော်ပြထားတဲ့ပြောင်းလဲခြင်းတွေပြုလုပ်ခြင်းအပြင် rate of reaction ဘာဖြစ်မလဲဆိုတာကိုဖြေပေးရပါမယ်။ Number 1 the pressure is double. ဒီ reaction ပေါ်မှာ pressure နှစ်ဆပေးလိုက်မယ်ဆိုရင် rate of reaction ဟာဘယ်လိုပြောင်းလဲသွားမလဲ။အဖြေက increasing the pressure increasing the rate of reaction. pressure တွေတိုးပေးလေလေ rate of reaction မြန်လေလေဖြစ်ပါတယ်။အဲ့တော့ rate နဲ့ pressure နဲ့ဟာတိုက်ရိုက်အချိုးကျတယ်။ Number 2 the number of molecules of gas X is double. reactants gas A ရဲ့ molecule အရေအတွက်ကိုပိုပြီးတော့မှများလိုက်မယ်ဆိုရင်ကော rate of reaction ကဘယ်လိုဖြစ်မလဲ။အဖြေကိုကြည့်ရအောင်။ increasing the concentration of reactant gas A ရဲ့ reactant ပါဝင်ကိန်းကိုတိုးမယ်ဆိုရင် increasing the rate of reaction rate of reaction ကလည်းတိုးလာပါမယ်။ဒါဟာ effect of concentration of reactant ဆိုတဲ့ခေါင်းစဉ်အောက်မှာဆရာမရှင်းပြပြီးသားပါ။ဓာတ်ပြုပစ္စည်းတွေရဲ့ပါဝင်ကိန်းတိုးခြင်းဟာ collision ဖြစ်မှုပိုများပြီးတော့ rate of reaction ကိုမြန်စေပါတယ်။ Number 3 the temperature is decreased at a constant volume. volume ကိုကိန်းနေထားတဲ့အချိန်မှာ temperature ကိုလျှော့လိုက်မယ်။ဒီလို temperature လျှော့လိုက်ခြင်းဖြင့် rate of reaction ဘယ်လိုပြောင်းလဲသွားမလဲ။အဖြေက decreasing the temperature ကိုလျှော့လိုက်မယ်ဆိုရင် decreasing the rate of reaction လည်းလျော့သွားပါမယ်။ဒါကလည်း effect of temperature ခေါင်းစဉ်အောက်မှာဆရာမရှင်းပြပြီးသားပါ။ temperature တိုးခြင်းဟာ contact ဖြစ်မှုကိုပိုများတယ် collision ဖြစ်မှုပိုများပြီးတော့ rate of reaction မြန်တယ်။ temperature လျော့ရင်လည်းဒီလိုပဲ rate of reaction ဟာလျော့ကျသွားလို့ temperature နဲ့ rate of reaction ဟာတိုက်ရိုက်အချိုးကျပါတယ်။ Number 11 in the Oswald process for manufacturing nitric acid ammonia oxidation occurs slowly as the following reaction. nitric acid အမြောက်များထုတ်လုပ်တဲ့ Oswald process မှာ ammonia ဟာအောက်ပါ reaction အတိုင်းဖြည်းညှင်းစွာဓာတ်တိုးပါမယ်။ Na3 gas plus O2 gas PTRH 800 degrees Celsius forming NO gas plus H2O gas ဆိုပြီးတော့မေးခွန်းပေးထားတယ်။ Number 1 မေးခွန်းက write down the balanced chemical equation for the reaction. အခုပေးထားတဲ့ reaction ကို balanced chemical equation ညီမျှတဲ့ဓာတုဓာတ်ပြုခြင်းဖြစ်အောင်ပြန်ရေးပေးရမယ်။အဓိကတော့ကျွန်တော်တို့ equation ညှိပေးရမယ်လို့ပြောတာပါ။အဲ့တော့ဒီမှာဆရာမ number 11 1 အတွက် Na3 ကို 4 နဲ့မြှောက်မယ်။ O2 ကို 5 နဲ့မြှောက်မယ်။ NO ကို 4 နဲ့မြှောက်ပြီးတော့ H2O ကို 6 နဲ့မြှောက်ပါမယ်။ဒါ number 1ရဲ့ balanced chemical equation အဖြေပါ။ Number 2 which factors affect the speed of this reaction? ဒီဓာတ်ပြုခြင်းရဲ့ rate of reaction ကိုဘယ်အချက်တွေကအကျိုးသက်ရောက်သလဲတဲ့။အဲ့တော့ဒီ reaction မှာကျွန်တော်တို့ catalyst လည်းရှိတယ်အပူလည်းပေးထားတယ်။ဒါကြောင့်ဒီ reaction မှာ catalyst ထည့်ခြင်းဒီတော့၎င်းအပူပေးခြင်းဒီတော့၎င်းနောက်ဓာတ်ငွေတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဖိအားအကျိုးသက်ရောက်ခြင်းလည်းပါဝင်ပါမယ်။အဖြေက number 2 temperature pressure and catalyst ဖြစ်ပါတယ်။ Number 3 what type of catalyst is PTRH in this reaction? ဒီ reaction မှာသုံးထားတဲ့ PTRH catalyst ကဘယ်လို catalyst အမျိုးအစားဖြစ်တယ်လဲဆိုတာကိုမေးပါတယ်။ Number 3အဖြေကတော့ heterogeneous catalyst ဖြစ်တာပါ။ဘာကြောင့်လဲဆိုရင်ဒီ reaction မှာပါဝင်တဲ့ reactant တွေဟာဒါ gas state နော် gas phase တွေဓာတ်ကူပစ္စည်း PTRH က solid state ဖြစ်ပါတယ်။ဒါကြောင့် phase မတူတဲ့အတွက် heterogeneous catalyst ဖြစ်တာပါ။ Number 12 a sample of 5 grams of calcium carbonate powder reacts with 20 cm2 of a 0.1 mole per dm2 solution of hydrochloric acid. The gas that is produced at a temperature of 25 degrees Celsius is collected in a gas ring. Calcium carbonate sample 5 grams ကို 0.1 mole per dm2 hydrochloric acid 20 cm2 နဲ့ဓာတ်ပြုပါမယ်။အပူချိန်က25 degrees Celsius ဖြစ်ပြီးတော့ထွက်လာတဲ့ဓာတ်ငွေ့ကို gas ring နဲ့စုဆောင်းပါမယ်။မေးခွန်းက Number A write the rate expression in terms of the reactant calcium carbonate and
the gaseous product. Chemical reaction မှာပါဝင်တဲ့ reactant calcium carbonate နဲ့ထွက်လာတဲ့ gaseous product အတွက် rate expression ရေးပြရပါမယ်။ဒီနံပါတ် A အဖြေက calcium carbonate solid ကို hydrochloric acid နဲ့ပေါင်းမယ် calcium chloride aqueous ရဲ့ H2O ရဲ့ CO2 gas ရဲ့ရတယ်။သူရေးခိုင်းတဲ့ rate expression က CaCO3 နဲ့ထွက်လာတဲ့ product CO2 ကိုရေးခိုင်းတာပါ။ဒါကြောင့် rate equal to CaCO3 က reactant ဘက်မှာရှိတဲ့အတွက်ဒီမှာစမ minus sign ရေးမယ်။ပြောင်းလဲသွားတဲ့ CaCO3 ရဲ့ပမာဏကို delta concentration of CaCO3 လို့ရေးပြီးတော့အချိန် delta T နဲ့စားမယ်။သူ့ရှေ့မှာမြှောက်ဖော်ကိန်းမပါဘူး။ CO2 ကိုရေးအောင် CO2 မှာလည်းမြှောက်ဖော်ကိန်းမပါဘူး။ product ဖြစ်တဲ့အတွက် positive sign delta concentration of CO2 by delta T ဒီ rate expression ရေးတာတွေကတော့ရှေ့က video lesson တွေမှာလည်းဆရာမပြောထားပြီးသားပါ။ နံပါတ် B The rate of the reaction is determined by measuring the volume of gas that is produced in the first minute of the reaction. What would happen to the rate of the reaction if ပထမမိနစ်မှာထွက်လာတဲ့ဓာတ်ငွေ့ရဲ့ပမာဏကိုတိုင်းတာပြီးတော့မှဓာတ်ပြုနှုန်းကိုရှာဖွေပါမယ်။အဲ့လိုရှာတဲ့အခါမှာ if number 1 a lump of calcium carbonate of the same mass is used mass တူညီတဲ့ calcium carbonate အတုံးအခဲလေးတွေကိုသုံးမယ်ဆိုလို့ရှိရင် rate of reaction ဘယ်လိုဖြစ်မလဲလို့မေးတာပါအဲ့တော့ lump ဆိုတာက calcium carbonate အစိတ်အပိုင်းအတုံးအခဲလေးကိုပြောတာဖြစ်တဲ့အတွက်အပေါ်မှာဓာတ်ပြုတာက calcium carbonate powder ကိုဓာတ်ပြုတာဖြစ်တယ်အဲ့တော့ powder သည်အမှုန့်ဖြစ်တဲ့အတွက်ကြောင့်အရွယ်အစားသေးတယ် lump သည်အတုံးအခဲလေးတွေဖြစ်တဲ့အတွက်ကြောင့် powder တဲ့အရွယ်အစားပိုကြီးသွားတယ်အရွယ်အစားပိုကြီးခြင်းဟာ surface area နည်းတာပါဒီမှာ smaller the surface area ဆိုတာမျက်နှာပြင် area နည်းသွားတာဖြစ်တဲ့အတွက်ကြောင့် rate of reaction နှေးပါမယ် the slower the reaction rate လို့ဖြေပါမယ် number 2 40 cm2 of 0.1 mole per dm2 hydrochloric acid is used 0.1 mole per dm2 ပဲ40 cm2 ရှိတဲ့ hydrochloric acid ကိုသုံးမယ်ဆိုရင်ကော rate of reaction ကဘာဖြစ်မလဲလို့မေးပါတယ်ပထမတက်ပြုထားတာက 0.1 mole per dm2 ရှိတဲ့ hydrochloric acid ကို20 cm2 သုံးထားပါတယ်အခုဒီမှာတော့ပြင်းအားတူတော့လဲပဲ volume က40 cm2 ကိုသုံးထားတာဖြစ်တဲ့အတွက် hydrochloric acid ရဲ့ particle number ပို့ပြီးတော့များလာမယ်ဒါကြောင့် rate of reaction ဟာတိုးလာပါမယ် increasing the rate of reaction လို့ဖြေပါမယ် number 30 မှာလည်းပုတ်ခွဲနှစ်ပုတ်ပါပါတယ် number A how would you classify whether the following catalyzed reaction is heterogeneous or homogeneous catalyst အဖို့ပြပါ reaction မှာအသုံးပြုထားတဲ့ catalyst က heterogeneous catalyst လား homogeneous catalyst လားဆိုတာကိုဖြေပေးရပါမယ် 13A reactants gases and catalyst solids are in different phases therefore it is a heterogeneous catalyst ပေးထားတဲ့ reaction မှာ reactant တွေက gas state တွေဖြစ်တယ် catalyst က solid state ဖြစ်တဲ့အတွက်ကြောင့် phase မတူပါဘူးဒါကို heterogeneous catalyst လို့ခေါ်ပါတယ် now number 13B က explain how a catalyst affects the rate of reaction in terms of activation energy ဓာတုဓာတ်ပြုခြင်းတစ်ခုမှာ catalyst ဓာတ်ကူပစ္စည်းဟာ rate of reaction ကိုဘယ်လိုအကျိုးသက်ရောက်တယ်လဲဆိုတာကို activation energy ဖြင့်ရှင်းပြပါတဲ့အဖြေကိုကြည့်ရအောင် generally the catalyst provide an alternative pathway for the reaction with lower activation energy and thus increasing the reaction rate ယေဘုယျအားဖြင့် catalyst က activation energy နှိမ့်တဲ့အချိန်မှာ reaction ရဲ့ rate ကိုပြောင်းလဲစေပြီးတော့မြန်စေပါတယ် in the diagram the pathway correspond to the activation energy of a catalyzed reaction blue curve being less than that of an uncatalyzed reaction red curve and thus the rate of catalyzed reaction is faster than that of uncatalyzed reaction ပုံကိုကြည့်မယ်ဆိုရင်ဒီအပြာရောင် curve ကလေးက EA နှိမ့်ပြီးတော့အနီရောင် curve ကလေးက EA မြင့်တာကိုတွေ့ရတယ်အဲ့တော့ EA များခြင်းဟာ rate of reaction ကိုနှေးစေပြီးတော့ EA နည်းခြင်းဟာ rate of reaction ကိုမြန်စေပါတယ်အဲ့တော့ catalyst နဲ့ကြည့်မယ်ဆိုရင် EA မြင့်နေခြင်းဟာ uncatalyzed ဓာတ်ကူပစ္စည်းကိုမသုံးထားတဲ့ reaction ဖြစ်ပြီးတော့ EA နှိမ့်နေခြင်းဟာ catalyzed ဓာတ်ကူပစ္စည်းကိုသုံးထားတဲ့ reaction ဖြစ်တယ်ဒါကြောင့် catalyst သုံးခြင်းဟာ EA ကိုနှိမ့်ပြီးတော့ rate of reaction ကိုမြန်ပါတယ် catalyst မသုံးတဲ့ uncatalyzed reaction တွေဟာ EA မြင့်ပြီးတော့ rate of reaction ကိုနှေးစေပါတယ်ဒီနေ့ lesson မှာ chapter 3ရဲ့နောက်ဆုံး lesson ဖြစ် exercise number
8, 9, 10, 11 နဲ့ 12ကိုပြောထားပါတယ်။နောက် lesson မှာ chapter အသစ်ကိုသင်ပေးပါအောင်မယ်။ See you next lessons. Bye bye.